ဦးဇင်းတို့တွေတခါတလေကြရင်ကိုဘေးမဲ့ပေးဖို့လိုတဲ့အခါမျိုးတွေရှိတတ်တယ်။ဘာတွေကနေဘေးမဲ့ပေးရမှာလဲဆိုရင်လောဘတွေဒေါသတွေမောဟတွေကနေဘေးမဲ့ပေးရမှာလို့အချင်းချုပ်ပြောရမှာပေါ့။ဘလို့လောဘတွေဒေါသတွေမောဟတွေကနေဘေးမဲ့ပေးရမှာလဲဆိုလို့ရှိရင်တခါလေဦးဇင်းတို့ရဲ့စိတ်တွေဟာလောဘတရားတွေဒေါသတရားတွေမောဟတရားတွေအိတ်တာမစ္စရိယမကောင်းတဲ့စိတ်တွေနောက်ဆုံးဘာမှမရှိဘူးဆိုရင်အတိတ်ပြီးပြီးခဲ့တဲ့ကိစ္စတွေအတွက်ပြန်ပြီးတော့မှပူပန်နေတဲ့ကုတ်ဆာတရားတွေအဲ့လိုကိလေသာတရားတွေဦးဇင်းတို့စိတ်ကိုလွတ်ပေးဖို့လိုနေတယ်နော်ခါလေကြရင်စိတ်ကကိုယ်တိုင်မလွတ်ပေးလို့မလွတ်လပ်တာကိုယ်တိုင်လွတ်ပေးလိုက်ရင်လွတ်လပ်သွားမယ့်အခြေအနေမျိုးမှရှိတယ်ဒါကိုပဲဦးဇင်းတို့ကအတင်းဆုပ်ကင်ထားပြီးတော့ဘေးမဲ့မပေးဘဲနဲ့ဟာလာကိုယ်စိတ်ကိုချုပ်နှောင်ထားတာမျိုးရှိတတ်တယ်ဒါကြောင့်မို့လို့ကိုယ်စိတ်ကိုချမ်းသာခြင်းနဲ့ဆိုရင်လောဘဒေါသမောဟအိတ်တာမစ္စရိယကုတ်ဆာတဏှာရာဂအစရှိတဲ့ကိလေသာတရားစိုးတွေကနေဘေးမဲ့ပေးလိုက်ပါဒါဆိုရင်စိတ်ချမ်းသာမှုရလာပါလိမ့်မယ်ဘေးမဲ့မပေးတတ်ဘူးဆိုရင်ဝိပဿနာတမထဝိပဿနာတရားတွေပေါ့တို့သဖြင့်ဝိပဿနာတရားတွေအားထုတ်ပါဆရာတော်တန်ဃာတော်ရှင်သူမြတ်ကြီးတွေဟောကြားထားတဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုနာကြားပါဒါဆိုရင်ကိုယ်စိတ်ကိုဘေးမဲ့ပေးတတ်လာပါလိမ့်မယ်စိတ်ကလေးဘေးမဲ့ရပြီဆိုရင်စိတ်ကလေးအေးချမ်းစိတ်ကလေးလွတ်လပ်ပြီပေါ့ဒါဆိုရင်တကယ်ချမ်းသာအစစ်ကိုရှာဖွေတွေ့ရှိပါလိမ့်မယ်